ဒီဗီဒီယိုဖိုင်လေးအခုတလို့အရန်ပဲဟုတ်ဖြစ်နေတယ်ရဟာတာညာတို့ channel လို့ပြောရမယ်ဒီလူ ရောအခါကျရင်ဖုန်းအဲ့လိုမကိုင်းနဲ့တကယ်တခုအဖြစ်ဆိုရင်ညီမလေးဘယ်လိုလုပ်ဟုတ်ဒီဘက်တော့အေးညီတို့ကပြောပါလေစီယိုတေချာထည့်တာပါဖုန်းထဲမှာ ဟုတ်သားရညာမန်ယူဝဲလောင်းရတယ်အမဆန်မရှိတော့ညာမန်ယူဝဲလောင်းရတယ်အမဆန်မရှိတော့ဘူးသူကမရှိတော့ဘူး မန်ယူပွဲလောင်းလိုက်လို့တဲ့ဗျာစီဖို့မရှိတော့ဘူးတဲ့နောက်တစ်ဖိုင်ရှိသေးတယ် နောက်ဆိုလမ်းမမှာအဲ့လိုဖုန်းမကိုင်နဲ့ဘိုးတို့ကတကယ်လူဆိုးစကူဆိုညီမဖုန်းပါသွားပြီ ဟုတ်ကျေးဇူးပါ အေးဆိုင်ရင်စီထည့်ပါသူဒါဟုတ်သားဇင်းပေါက်ကြီးကွာ ဆိုင်ငယ်စီကုံသွားတာဆိုင်ငယ်စီကုံသွားတာ ကွာ နောက်ဆုံးတော့ဆိုင်ငယ်တွန်းပြီးတော့သွားလိုက်ရတယ်ဟာတာညာတို့ channel လို့ပြောရမယ်ခင်ဗျ